သွားတယ်ဝေဒနာဖြစ်လာတဲ့အခါကျတော့အဲ့ဒီဝေဒနာလေးပုံမှာကိုယ်ဘာပဲဖြစ်အမိလေးတစ်ခုပေါ့အာကုမှုတစ်ခုနဲ့ဒီလိုလေးတရင်လေးကြားလိုက်တယ်နားဆောင်လိုက်တယ်ဆိုသွားကြအောင်လေးဘာကြမ်းတော့ဝေဒနာတွေနဲ့နှစ်ယောက်လုံးကငယ်ရွယ်တဲ့အချိန်တုန်းကကိုယ်တန်းနေပေါ့နော်ပါနဲ့ဒီကနေဆုံးတဲ့တော်လိုင်းကားတွေများစွာရိုက်ခဲ့ရတယ်ဆိုတော့အဲ့ဒီမှာညာနေအဲ့တန်နေနဲ့မျက်လုံးတွေကဒီမျက်လုံးတွေနဲ့ရေတွေနေဖြစ်ပြီးအဲ့လိုပေါ့လေဝေဒနာတွေအဲ့မှာဥပက္ခကဒီဇလန်တွေတစ်ခုရိုက်နေတယ်လေပြန်းခြင်းအဲ့လိုဖြစ်သွားတဲ့အချိန်ဥပက္ခအဲ့လိုဟိုကနေအင်္ဂလိပ်စီဟိုကနေလည်းကုတယ်ရင်းနဲ့အင်္ဂလိပ်စီနဲ့ကုလာပဲပေါ့ဆရာရဲ့မြန်မာနဲ့ကုလာတယ်ကိုနိုင်ကလေးယုံကြည်မှာတွေအများကြီးအဲ့လိုနဲ့ပဲကျွန်တော်နေလာတဲ့အခါကျတော့ဆရာနေလင်းအောင်နဲ့ကုလိုက်တဲ့အချိန်မှာလည်းကျွန်တော်အဲ့လိုပေါ့လက်တွေထုံနေခြင်းနဲ့ဆရာကုပေးကုတဲ့အချိန်မှာထုံနာကျင်တာလေးတွေရော့တယ်ရော့သွားပြီဆိုတော့ကျွန်တော်ဒီဇလန်တို့နဲ့ပတ်သက်ပြီးကျွန်တော်အလုပ်လေးပါတယ်တွားပြီးပေးနေအောင်ရောက်သွားကြတယ်ပေးနေရမှာအဲ့ Facebook မှာအဲ့မှာဖွင့်လိုက်တဲ့အခါကျတော့ဟုတ်ကဲ့ဆရာမိုးချိုးသွားလေးနဲ့ဒီလိုခုနှစ်သားသမီးတွေကိုမြစ်တာဂယုဏလေးနဲ့ထားပြီးတော့မှအကုန်လုံးကုသပေးနေတယ်နောက်တတ်မှတ်ချက်ကယောဂအဆောင်မဟုတ်ဘူးကျောင်းနဲ့ပတ်သက်တဲ့ဝေဒနာလေခမ်းတဲ့ဝေဒနာခန္ဓာကိုယ်မှာဆွက်ကပ်နေတဲ့တစ်ခုနဲ့ကျောင်းနဲ့ပတ်သက်တဲ့ဝေဒနာအားလုံးကိုဒီမိုးချိုးသွားနဲ့ကုတယ်ဆိုတာကျွန်တော်သိရှိရတဲ့အတွက်ရောက်ပါဒါဆိုရင်တော့ဒီဆန္ဒဟလာဒီဆိုရင်ပထမဆိုရင်ကြောင်းတိုက်သွားလူနဲ့နေတယ်လို့ဥပမာဆက်ရုံဖုန်းလေးဆက်ဆက်တယ်ဆရာနဲ့ဆက်သွားရတယ်ဆရာရှိမှကိုရောက်လာတယ်သူတက်ချက်ကိုကျွန်တော်ဖွင့်နေပြောပါတယ်ဒီမှာလည်းဝေလာရှင်တွေအများကြီးလာပါတယ်ဆရာနဲ့အခုမိုးရိုးသွားနဲ့ကျွန်တော်ဖူးလိုက်တဲ့အချိန်မှာကျွန်တော်ခဏပေါ့သွားတယ်တော့ကျွန်တော်ထုံနာကျင်နာလေးတွေကကျွန်တော်အခုလက်တော်ကိုကျွန်တော်ထုံနာကျင်နာမနေ့ကထွက်လာတဲ့ထုံနာကျင်နာနဲ့အခုအများကြီးကွာခြားပါလာတယ်ကျွန်တော်ဟုတ်ကဲ့ပါအဲ့တော့အဲ့ဝေဒနာတွေအားလုံးကိုဘာဖြစ်ပေါ့လေဝေဒနာခန္ဓာရှိဝေဒနာရှိတာကိုဆရာအဲ့တော့ဒီဝေဒနာပုံမှာဖြစ်လာလို့လဲအာကုမှုတွေပေါ့အာကုမှုနဲ့ငါတို့တွေဒီဆရာကြီးတွိုင်းတက်တာမှာပဲပျောက်မှာပဲခဲ့ဆိုတော့အဲ့ဒီစိတ်လေးတွေရောက်လာတာပါတကယ်ကိုလည်းထူးကြပါတယ်ကျွန်တော်ဝေဒနာကျွန်တော်ထုံးလာခြင်းတာဟာတကယ်ကိုတူတူရကြနဲ့ကျွန်တော်ရော့ပါပါပါတယ်ပြီးတော့ဟိုဘက်မှာကျွန်တော်ဥဒပေးတဲ့ဒီကျွန်တော်တခါမှလို့မဟုတ်ဘူးဆရာပါဒါလည်းရှေးတုန်းကပညာတွေပါဗျာခန္ဓာကိုယ်တခါမှအကင်တွေလည်းမခံဘူးပါအခုမိုးရိုးသွားနဲ့အခုခံခဲ့ရတယ်စိတ်ပိုင်းဆိုင်ရာနဲ့ပြောမယ်ဆိုရင်ဘဝနာတွေကျင်းလို့ပါအဲ့လိုခံစားမှုတွေအပြည့်နဲ့ပါဆရာဟုတ်ပါပြီနော်ဟုတ်ပါပြီကဲအခုလိုလာကူတာပေါ့နော်အဲ့ဒါလေးဆိုနေပြန်ပြီးမှဝင်ငှပြီးလို့ရပါဘောနော်ပါနည်းနည်းရမှာဆရာဒေရဆိုင်အမြဲတမ်းပေါ့လေခုနှစ်သားမျိုးပို့နေတယ်ဆိုတော့သူအခုရန်ကုန်ကနေမှဒီကဒီနယ်ဘက်တွေကိုဆရာသွားမယ်လက်သမိုင်းဆိုရင်ဆရာဒီကနေရန်ကုန်ကနေမှဆရာဘက်ထပ်ပိုင်းနေဆရာသွားရတော့မယ်ဒီလည်းပြီးပါတယ်အဲ့တော့ခုနှစ်သားမျိုးအားလုံးဝေဒနာအားလုံးဖြစ်တဲ့လူတွေဒီခုနလိုပေါ့အစွမ်းနဲ့ပတ်သက်တဲ့ခန္ဓာကိုယ်မှာရှိတဲ့ဒီဝေဒနာအားလုံးတဲ့အကျိုးနဲ့ပတ်သက်သောအာယုံကျော်နဲ့ပတ်သက်သောဒီပြန်းတာဟုတ်ကဲ့ခုနပြိုးကျော်ပိတ်တာဒီလိုဝေဒနာရှင်အားလုံးတို့ဒီဘာဖြစ်ဒီမိုးကြိုးသွားနဲ့လာရောက်ပြီးတော့ကုသပေးကြပါယုံကြည်တဲ့ထားပြီးဥပဒါနဲ့တကယ်ကိုမေတ္တာနဲ့တကယ်ကိုကြောင်းရှိလို့လေဥပဒါမှုဒါဥပဒါဒီမှာဆရာကမေးသမျှကိုပွင့်လဲဝင်မြပေးတာပါအဲ့တော့အာကုမှုတစ်ခုနဲ့ရောက်လာတဲ့ဝေဒနာရှင်အားလုံးတို့ဒီဆရာသမားရဲ့ဂယုဏမေတ္တာစေနာတို့ကြောင့်ဧကံမှုချယောဂါတွေတက်တာပျောက်ကင်းကြပါစေလို့ဥပဒါဆုတောင်းမေတ္တာပို့ပါတယ်အားလုံးကျမ်းမှာကျမ်းသာသနာတွေလည်းပြုနေကြပါပြီညာဟုတ်ကဲ့ပါဗျာကဲဥပအကျမ်းလည်းဒီထက်မကနော်ဇက်လန်တို့တိုင်းတောက်ချောက်ရိုက်ကူနိုင်ပါသည်လို့မိသားစုတွေလည်းပျော်ရွှင်သောမိသားစုတွေပိုင်ဆိုင်နိုင်ပါသည်လို့ဒီကနေဆုတောင်းပေးလိုက်ပါတယ်နော်ဟုတ်ကဲ့ပါပြပါစေဆရာဟုတ်ပါပြီတဲ့ငငယ်ရွယ်နဲ့ခုနဲ့သားသမီးမိရွယ်ဖရွယ်အဖိုးရွယ်အဖွားရွယ်တွေကိုရဝါတင်နေဒီလိုမိုးကြိုးသွားနဲ့ကုသပေးတာကိုတွေ့ရတဲ့အတွက်
အသက်ငယ်ရွယ်ပင်ငယ်ရွယ်ကြားငယ်ရွယ်များရှိတော်တယ် ဟုတ်ကဲ့ဟုတ်ကဲ့ ကိုယ့်ရဲ့အစွန်းတတ္တိတမာတိအားတွေကြောင့်ဒီမိုးချိုးသွားဆရာလက်ဝဲကိုရောက်ရှိလာတာဖြစ်ပါတယ် ကဲဟုတ်ကဲ့ ဒီမိုးချိုးသွားအစ်စ်ဆိုတာလူတိုင်းမှာမရှိပါဘူးဆရာ ဟုတ်ပါ ရှိတော့ရှိတာပေါ့ဆရာအတူရောင်နေလည်းရှိတာပေါ့အများကြီးပေါ့အဲ့ဒီကြားထဲမှာလူကလည်းငယ်တယ်ခုနလိုမိုးချိုးသွားအစ်စ်ကိုလည်းလက်ဝဲမှာကိုင်းနေပြီးတော့မှခုနှစ်ရဲ့သားသမီးကိုလူကငယ်ပေမဲ့မေတ္တာစေနာကရုဏာတွေအပြည့်ထားပြီးကုသပြီးတဲ့ဆရာလည်းစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့အတူရှေ့လျှောက်သာသနာအကျိုးဘာသာအကျိုးတွေခုနှစ်သားသမီးမှာကဲတင်နိုင်တော့ပုဂ္ဂိုလ်မြတ်ဖြစ်ပါစေလို့ဥပဒေဆိုတော်မြတ်ပို့ပါတယ်ဗျာ ကဲဟုတ်ကဲ့ပါဗျာတာတုပါနော်ဥပကြံပေးတဲ့မေတ္တာတွေကြောင့်ပဲပြည့်စုံပါစေလို့ကျွန်တော်လည်းဆုတောင်းပါတယ်နော်ကဲဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ရုပ်ရှင်တရုပ်ဆောင်ပေါ့နော်အခုဇက်လန်တွေရိုက်နေတဲ့ဒါလက်တွေပါထုံနာခြင်းလို့မလို့လာကူတာဖြစ်ပါတယ်တင်ကန်းကျွန်းမြို့နယ်ကနေပေါ့နော်ကဲဟုတ်ပါပြီကဲအားလုံးအပေါင်းလေးနဲ့အသေးလေးပေးပြီး share ပေးကြပါလို့ဥပကြံအောင်ရှင်းနေတဲ့ပရိသတ်တွေလည်းကဲသေးလေးဝိုင်းပေးကြပါကဲဟုတ်ကဲ့ပါကဲပြန်လို့ရပါ ရွတ်တတ်တာပါ ဟုတ်ကဲ့ပါဒီနေ့က